ဒီကျွန်တော်ရဲ့နတ်သမီးလေးဆိုတဲ့တစ်ချိန်မှာကျွန်တော်ဘာကိုတင်စားပြီးမှစတ်ခဲ့တယ်လဲဆိုရင်ကျွန်တော်ဘဝမှာစိတ်ထားလေလားရုပ်လေလားတဲ့ကောင်မလေးတအူးကိုကျွန်တော်တွေ့ခဲ့ဖူးတယ်ဆိုတဲ့ဟာကိုကျွန်တော်ရည်ရွယ်တာတင်စားပြီးစတ်ခဲ့တာဖြစ်ပါတယ်la